ဒီနေ့ Meadow Horse က M&S မှာ sales တွေချနေတယ်ဆိုလို့ရောက်လာတာပါM&S ကတချို့ item တွေကို up to 70% အထိဆေးချနေတယ်တဲ့ quality အရင်ကောင်းတဲ့ခါကျတော့ဆေးချတဲ့ချိန်ဆိုဝင်အရင်တန်တယ်လို့ခံစားဒီကုတ်ဆိုလို့ရှိရင်ထားပါတော့ before က120ကျော်ကို30လောက်နဲ့ရမှာဆိုတော့တော်တော်တန်တယ်ပေါ့နော်ဒီဘက်ကအခုပြနေတဲ့ဟာတော့အခု trending ဖြစ်နေတဲ့ design တွေပေါ့နော်ဒါရ discount မပေးထားတဲ့အပိုင်းတွေပါဒါပေမဲ့ M&S ကအင်ဂျီတွေက quality တော်တော်ကောင်းတယ်ချုပ်တာလည်းကောင်းတယ်အဲ့တော့ဒီနိုင်ငံအနေနဲ့ဆိုလို့ရှိရင်သူ့ရဲ့ actual price ဆိုလို့ရှိရင်တော့ပေးရတာတန်တယ်လို့ပြောရမယ်ပေါ့နော်ဘာလို့ဆိုတစ်ထည်ဆိုလည်းအကြာကြီးဝယ်ရတာဟုတ်မိန်းကလေးဝတ်စားရည်လည်းအများကြီးပဲယောက်ျားလေးဝတ်စားရည်လည်းအများကြီးပဲစူဇန်လည်းမိန်းကလေးဘက်ဒီမှာသွားပြီးတော့မှွေးနောက်ရှာဖွေတယ်ပေါ့နော်အဲ့တော့စူဇန်အင်ဂျီလေးတချို့try အောင်လုပ်ကြည့်တယ် try အောင်လုပ်ကြည့်ပြီးတော့စူဇန်စိုက်တဲ့ခေါင်းလေးဝယ်လာတယ်ပေါ့နော်ဒီခေါင်းလေးနဲ့အနောက်ကလေးမော်ရောင်အင်ဂျီလေးဝယ်လာတယ်နှစ်ထည်လုံးကအရန်တက်နေမှန်တွေ့တာနဲ့နှစ်ယောက်သား selfie ဆွဲပါတယ် selfie ဆွဲပြီးပြီဆိုတော့ပတ်စံရှင်းနဲ့ပတ်စံရှင်းပြီးပြီဆိုတဲ့အခါမှာဒီ Meadow Horse Shopping Center ကအကြီးပဲအဲ့ဟာကိုရိုက်ပြချင်လို့ကားပါကင်တဲကိုသွားပြီးတော့ရိုက်ပြတာဒါပေမဲ့တော့ကြီးလုံးတော့အဲ့လိုတစ်ခုလုံးဝင်အောင်ရိုက်ရင်နဲ့ဟိုးဘက်အပြင်ဘက်တောင်ရောက်သွားပြီပေါ့နော်ပုံထဲမှာတိတ်မပေါ်ဘူးအဲ့ဒါလုံးဝအဆအဆုံးပဲကြီးပဲနှစ်ထပ်ရှိတာပေါ့အခုအထဲကိုပဲပြန်ဝင်มาတော့မယ်အေးတယ်အပြင်မှာဆိုတော့ပြီးလို့ရှိရင်ညစာစားဖို့အတွက်ကိုတခုခုတော့ရှာမှာပေါ့နော်အဲ့တော့ဒါစားရင်ကောင်းမလဲဆိုပြီးတော့ကျွန်တော်လိုက်ရှာတယ်ပေါ့Asian မလို့လားမသိဘူး Asian စာမှမဟုတ်လို့ရှင်ဘယ်ဟာမှ green မတွေ့ဘူးဒီမှာက Asian စာကပောင်းမရှိဘူးဒီဆိုင်ဆိုလို့ရှင်ထိုင်းစာကို buffet ရောင်းတာပေါ့နော်ဒါပေမဲ့ထိုင်းစာကပြောတယ်ပပယားဆက်လက်လေးတော့မရှိဘူးအရသာကလည်းမစွန်းအဲ့နဲ့စနို harvester မှာပဲစားမယ်လို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်အဲ့မှာ Susan table for 2 please ဆိုပြီးတော့ပြောပြီးတော့အထဲဝင်သွားပါပြီအဲ့တော့waiter လေးကနေပြီးတော့နေရာချပေးတဲ့နေရာကိုသွားပါတယ်သွားပြီးတော့ဆန်တို့ကြည့်တယ်ပေါ့နော်ဘလို့ပဲကြည့်အဲ့လို western စားစာတွေကဘလို့မှစားခြင်းစပွဲမဖြစ်ဘူးပေါ့နော်အဲ့နဲ့စူဇန်ကအဲ့လို starter လေးပဲစားတော့မယ်ဆိုပြီးတော့ starter လေးမှာတယ်စူဇန်မျိုးသားကတော့သူ grey set မှာတယ်ပေါ့နော်ဒီဆိုင်ကသူကအဲ့လို salad ဒီရဲ့ပါမုတ်ရဲ့အဲ့လိုထောပတ်တွေဘာတွေကိုအဲ့လိုမျိုးfree flow ပုံစံမျိုးချပေးထားတာပေါ့နော် sauce ကြီးဆိုလည်းမျိုးစုံရှိတယ်အဲ့ဒါလေးတော့မစိုးဘူးရောက်လာပြီမို့လို့စားပါတော့မယ်စူဇန်ကအဲ့လိုအချင်းနေလို့အမ lime နဲ့ mint နဲ့အေးလေးမှာတယ်စူဇန်အမျိုးသားက cider မှာတယ်ပေါ့နော် raspberry နဲ့ peach flavor cider က alcohol percentage နည်းနည်းလေးပါတယ်ဆိုပေမဲ့သူကတော်တော်ကြီးကိုတောက်